ဘာနေဘဂဝါပေါင်းနာကြည်တော်မူသောအိုမြတ်စွာဘုရားကတံသူပေသွန်လင်ဒုက္ခတေတွေကိုဣစေတိလွန်မြောက်နိုင်ပါသနည်းဒုက္ခတွေရောက်လာရင်အဲ့ဒီဒုက္ခကိုဘယ်လိုကျော်ဖြတ်ရမှာလဲဘုရားလို့ဘဂဝါတံဘုန်းတော်6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကိုအပုပ်စေသီလိုရင်းနဲ့မေးလျောက်ရှာလေတော့တည်းတော့မာတိကာလောက်ပဲပြောရတယ်ကွာနော်ကတံသူဒုက္ခမေစေတိကောင်းလိုက်တာဒုက္ခနဲ့မကင်းတဲ့ကမ္ဘာမှာအဲ့ဒီဒုက္ခတွေကိုဘယ်လိုကျော်အောင်လုပ်မလဲဘယ်လိုကျော်လွှားရမလဲအဖြေကတော့ဒီမှာလိုက်ဆိုဝရိယေနဒုက္ခမေစေတိဝရိယေနဒုက္ခမေစေတိပြောဒုက္ခကိုဘာနဲ့ကြော်မလဲဝရိယနဲ့ကြော်လူပြင်းနဲ့ဒုက္ခကိုကြော်မကြော်နိုင်ဘူးတရားမရှိတဲ့ပုဂ္ဂိုလ်တွေဒုက္ခပင်လေကြီးကိုမကြော်ဖြတ်နိုင်ဝရိယရှိရမယ်တရားရှိရယုံကြည်ချက်ပြင်းပြလုံလဝရိယအကောင်းကဇွဲရှိရဝရိယေနဒုက္ခမေစေတိဒါ religion နဲ့တခြားစီပဲ religion ကတော့ believe in God ပြီးပြီမပြီးသေးရင် worship the God ပြီးပြီမပြီးသေးရင် prayer the God God ထမဆုတောင်းမယ်ဘုရားသခင်ကြတော်မူလိုက်မယ်ဒါ religion ပဲဒီကတော့ religion မဟုတ်ဘူးဗုဒ္ဓရဲ့ဓမ္မက religion မဟုတ်ကျင့်စဉ်ဒါတွေကိုကျင့်မှဒီအကျိုးတွေကိုရမယ်ဗုဒ္ဓကဆရာကြီးလောကကြီးရဲ့ဆရာဒါကြောင့်မြတ်စွာဘုရားဟာလူနဲ့တို့ရဲ့ဆရာဆိုတဲ့ပုဒ်တပုဒ်ဟာအလုံးပရိသတ်နေတဲ့ဘုရားရှိခိုးတဲ့ယုနေတဲ့ထဲမှာပါတယ်လေဘယ်ပုဒ်လဲသတ္ထဒေဝမနုဿာန Buddha is a teacher of God and manလူတို့နတ်တို့ဤပါလေဆရာအဲ့တော့ဆရာဘုရားသင်ပေးတယ်ဒုက္ခရောက်ရင်ဘာနဲ့အဲ့ဒါကိုခုခံမလဲဝရိယပြင်းပြင်းထန်ထန်နဲ့အဲ့ဒါလှုပ်ပြီးတော့ဒုက္ခကိုကာကွယ်မယ်